ဓာတ်တူတွေ့လင်မေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်ပြိုင်မိအစားမေတ္တာပွားစိတ်ထားပြုပြင်ပြောင်းမှမယ်အဲ့စိတ်ထားပြုပြင်ပြောင်းမှမယ်ဆိုတဲ့စကားလေးကကိုယ့်ကိုအဋိဌာန်လိုက်ရလဲရောက်သွားတယ်ပေါ့နော်ငါစိတ်ကလေးကိုတော့ငါပြင်မယ်စိတ်ကိုပြင်လိုက်ရတာဘယ်ရာကိုပြင်ရတာနဲ့မှမတူဘူးအကြီးမားဆုံးသောပြင်ဆင်ခြင်းလို့လည်းဆိုနိုင်တယ်အကြီးမားဆုံးသောအကျိုးရလဒ်ရှိဖို့အတွက်ကြိုးပမ်းအထောက်အလည်းရောက်တယ်ပေါ့နော်တန်းတူတွေ့လေမေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်တဲ့ကိုယ်နဲ့အစားအစာရာကိုယ်စိတ်ထဲမှာနော်အဆင့်တူလောက်ပဲလို့ထင်ရင်စိတ်ကမသိမသာမေတ္တာကမဥလိုက်ဘူးဆိုရင်ပြိုင်ဆိုင်မှုစိတ်ကအရင်ဝင်လာမာနပေါ့နော်သူကဘာငါဘာဆိုတာအဲ့ဒီပြိုင်ဆိုင်မဲ့အစားမာနရဲ့နေရာမှာမာနမဝင်မဲနဲ့မေတ္တာလေးမြန်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်လိုက်ရရောက်သွားတယ်ပေါ့နော်တမယိုးရသွားနေတဲ့အနေအထားကနေပြီးတော့ကိုကဖောက်ထွက်လိုက်တာပေါ့ဟုတ်လားတန်းတူတွေးလို့ရှိရင်မပြိုင်ဘူးပြိုင်မဲ့အစားဘာပဲပွားလိုက်မလို့မေတ္တာပဲပွားလိုက်မယ်မေတ္တာပဲထားလိုက်မယ်တဲ့